ကဲအားလုံးပဲကျွန်တော်ကိုမာရီအားလုံးပဲမင်္ဂလာပါကျွန်တော် Login Channel တင်လေးရနေပြီးတော့ကျွန်တော်မိသားစုဝင်တွေကျွန်တော်ကိုမာရီအားလုံးပဲမင်္ဂလာပါလို့ပြန်ကြိုးစားပါတယ်မင်္ဂလာပါကျွန်တော်ကိုမာရီအားလုံးပဲเนาะကဲကျွန်တော်ဒီနေ့မင်္ဂလာရှိသွားပြီเนาะမနက်စိညနေစီလေးကျွန်တော်နှစ်ပွဲမှာတစ်ပွဲအဆင်ပြေအောင်လုပ်ပေးခဲ့မယ်ပြောရတယ်ဒီတိုင်းသမားကြီးလည်းအဆင်ပြေခဲ့သလိုเนาะကျွန်တော်တို့ဒါဇာတုပတ်တိမွေးသမားတွေအတွက်လည်း6ကဏ္ဍလေးဆိုတဲ့ကဏ္ဍလေးက6ဆိုတဲ့ပတ်တိလေးဇာတုမွေးကဏ္ဍလေးကညနေမှာကြာသွားတယ်ကျွန်တော်ကိုမာရီဇာတုသမားတွေရောနေတိုင်းသမားတွေရောအဆင်ပြေကြမယ်ပေါက်ကြမယ်လို့ထင်ပါတယ်ဒါကြောင့်ကိုမိုင်းအားလုံးပဲ video file လေးအောက်မှာမနက်ဖြန်မှာအပျော်လေးတွေကူးဆက်ပြီးတော့ထပ်ပြီးပေါက်ကွက်လေးမိအောင်လို့เนาะကျွန်တော်ထုံးစံတိုင်းပဲပေါက်ကြီးလေးတွေအပန်းမကြည့်မှတ်ပြီပါခင်ဗျာเนาะကိုမိုင်းအားလုံးပဲเนาะဒီ video file လေးကလည်းကျွန်တော်မနက်ဖြန်18ရက်10လနောက်25တောက်ကြနေမနက်12နာရီ10မိနစ်အတွက်အဓိကထိုးရမယ်တင်ကွာလေးတွေရွှေကနန်းလေးနဲ့အထူးမိန်းကနန်းလေးတွေကိုကျွန်တော်ထုံးစံတိုင်းပုံမှန်တိုင်းလာရောက်တင်ပေးနေကြအတိုင်းလေးပဲလာရောက်တင်ပေးရင်ဖြစ်ပါတယ်ဒါကြောင့်ကိုမိုင်းအားလုံးပဲ video file လေးကိုမနက်ဖြန်တောက်ကြနေမနက်စီပွဲသိမ်းမှာပေါက်ဖို့တကယ်လိုအပ်နေတဲ့ကိုမိုင်းမြင်ခဲ့တွေ့ခဲ့မယ်ဆိုရင်အစအဆုံးလေးကြည့်ဖို့လိုအပ်ပါပြီနော်ဒီ file လေးကကျွန်တော်ကိုမိုက်အတွက်ပါဒီ file လေးကြည့်ဖို့အကျိုးရုံမှာလည်းမဟုတ်ဘူးဗီဒီယိုနေရာကုံတော်ကိုလည်းမမြင်ဘဲနဲ့အစအဆုံးလေးနားရတဲ့ဘောအောင်ကြည့်ပါကျွန်တော်ဝမ်းချင်းရင်ပြောပေးမယ်ဝမ်းချင်းကြိုင်လိုက်လမနိုင်ပြီ live show လေးဗီဒီယို file လေးပြီးဆုံးကြည့်ပေးပါကိုမိုက်အားလုံးပဲနော်ကဲကျွန်တော်ဝမ်းချင်းဒီကျွန်တော်မနက်ပြန်တောက်ကြနေမနက်စီတစ်စီးရဲ့အတွက်နော်ဝမ်းချင်းဒီ86ဝမ်းချင်းပါ8ပိုင်း6ပိုင်းပါနော်ပတိစောကျင်တဲ့အကူမတွေ8ပတ်ဒီ6ပတ်ဒီကိုအဓိကဆုံးမယ်ပတိမစောနိုင်တဲ့အကူမတွေအတွက်ကျွန်တော်အခုထုတ်ပေးမယ်ရွေးကနိုင်၄ခွက်နဲ့တင်ဝါလေးကိုမနက်ပြန်တောက်ကြနေမနက်စီဦးစားပေးစော်ပြပါခင်ဗျာနော်ကျွန်တော်ရွေးကနာလေးကကျွန်တော်ပြောပြပေးမယ်နော်ကီးလေးက613ညာကီးဝမ်းချင်းဒီ86ဝမ်းချင်း8ပိုင်း6ပိုင်းပါကိုကျွန်တော်ကိုမတွေကျွန်တော်မိတ်ဆွေများကမနက်ပြန်မှာလုံးပိုင်းလေးရှိနေတယ်ဆိုရင်8ပါတော့ကန6ပါတော့ကနကိုဦးစားပေးစော်ပေးပါမိသားစုတွေအားလုံးပဲမနက်ပြန်မနက်စီစီရဲ့အတွက်နော်ကျွန်တော်ပြောပြနေကြတိုင်းပဲကျွန်တော်ပိတ်ရနော်ဗိတ်ဆုံးပွဲမှာကျွန်တော်လုံးဝအရှုံးနဲ့သိမ်းတယ်ဆိုတာမရှိဘူးကျွန်တော်မနက်ညနေတပွဲမဟုတ်တပွဲကတော့အကွက်ထိနေကြပဲเนาะဒါကြောင့်ကိုမိုင်အားလုံးမနက်ညနှစ်ပွဲမှာလေကျွန်တော်အကောင်းဆုံးလေးတပွဲပြအောင်ကြိုးစားပေးမယ်ကျွန်တော်ကိုမိုင်လည်းယုံကြည်တယ်ဆိုရင်ကျွန်တော်ပြောမဲ့ကဏ္ဍလေးတွေကျွန်တော်ရွေးချယ်ပေးမဲ့ကဏ္ဍလေးတွေကိုမနက်ညပွဲတွေမှာဦးစားပေးစော့ပေးပါเนาะကိုမိုင်အားလုံးပဲကံကောင်းတဲ့နှစ်ပွဲစလုံးမိမယ်အဒီကတော့တပွဲအစဉ်ပြေအောင်လုပ်ပေးပါမယ်မိသားစုတွေအားလုံးပဲเนาะကဲကျွန်တော်86ဝမ်းချင်းပါဒါမနက်ပြန်တောက်ကြနေမနက်စီ7နာရီ10မိနစ်တည်းဝမ်းချင်းဒီ86ဝမ်းချင်းပါကဲဒါလေးကျွန်တော်တို့ဝမ်းချင်းပြီးတော့အပြီးပေါက်ကဏ္ဍလေးမခေါ်ပြပြမှာအစီအစဉ်လေးကျွန်တော်ပြောပြပေးမယ်ဘာအစီအစဉ်လဲဆိုကျွန်တော်အပတ်တိုင်းမှာမွေးအပတ်တိုင်းမှာထွက်အပတ်တိုင်းမှာရနေတဲ့ဇာတုမွေးကဏ္ဍလေးအဖောက်ဝင်ခေါ်မယ်အစီအစဉ်လေးပါနော်ဒါဘာဖြစ်လို့လဲဆိုကျွန်တော်ကမိုက်တာအဓိကကျွန်တော်ကမိုက်ပတ်တိလဲထွက်သွားဆိုလို့ကျွန်တော်တို့ဒါအပတ်တိုင်းမှာကျွန်တော်ကမိုက်တာအဖွဲကြုံဝင်မယ်အဖွဲကြုံဝင်တဲ့အကူမိုက်အနေနဲ့ကကျွန်တော်မနက်ပြန်တောက်ကြနေမနက်စည်းမဟုတ်ဘူးနော်မနက်ပြန်တောက်ကြနေညနေစည်းတွေပွဲသိမ်းကဏ္ဍလက်ဆောင်နှစ်ကွက်ရွေးနေအဖွဲကြုံဝင်လို့ရပါပြီမိသားစုတွေအားလုံးပဲဒီကဏ္ဍလေးနှစ်ကွက်ကတောက်ကြနေညနေပွဲဖြစ်တယ်လို့အဖွဲကြိုဝင်တဲ့အကူမိုက်တော့ကျွန်တော်တီးတန့်ထုတ်ပေးတာဖြစ်လို့ကျွန်တော်ကူမိုက်ကကဏ္ဍလေးနှစ်ကွက်ကိုလိုချင်တယ်ဆိုရင်တော့အဖွဲတော့ကြိုဝင်ပေးပါအဖွဲဝင်ကြီးကကျွန်တော်အားလုံးတက်နိုင်တဲ့ကြီး1000ကျပ်ပါမယ်တော့မိသားစုတွေအားလုံးပဲအားလုံးတက်နိုင်ကြီး1000ကျပ်ပဲဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကလည်းပုံမှန်ကိုင်နေကြဖုန်းပဲ39 434 934နဲ့ဆိုတဲ့ဖုန်းနံပါတ်လေးကိုတိုက်ရိုက်ဆက်သွယ်လို့ရတယ်လို့ Viber ကလည်းဟိုင်းလို့ရပါတယ်မိသားစုတွေအားလုံးပဲเนาะကျွန်တော်အရမ်းမတိုက်တဲ့ညကိုကျွန်တော်ယုံကြည်ရဲ့နော်ကျွန်တော်နဲ့လာမဘက်မှာကန်ဆက်ခြင်းနဲ့လာတွဲခြင်းနဲ့ဆိုတဲ့စံနာလေးရှိမှကျွန်တော်ရှိမှအဖွဲလာဝင်မှာကျွန်တော်ဘက်ကလည်းရည်ရသေးကြတဲ့ကဏ္ဍလေးကိုချပေးဖို့ကျွန်တော်တာဝန်ပါနော်ကိုမရလုံးမဲ့နေတဲ့ကဏ္ဍကတော့ကျွန်တော်ပုံမှန်တင်ပေးမယ်နော်ကျွန်တော်တရားမှမပြတ်ခဲ့ဘူးနော်နေတဲ့ကဏ္ဍလေးအများနဲ့အဆင်ပြေနေအများနဲ့ရနေတယ်အခုအဖွဲသမားတွေလည်းအဆင်ပြေရပြီနော်ဒါကြောင့်ကိုမရလုံးမဲ့မနေ့ကတောက်ကြနေ့ညနေပွဲသိမ်းလက်ဆောင်ယူရင်းနဲ့အဖွဲကြိုဝင်လို့ရပါပြီအဖွဲဝင်ကြီးအားလုံးတက်နေကြီး1000ကျပ်ပါကဏ္ဍကကျွန်တော်ထုတ်ပေးနေကြအတိုင်းလေးပဲပတ်တိလုံးနဲ့မိန်းနှစ်ကွက်ပါဒါမှမဟုတ်ဖောင်းရက်ရှိပါမယ်ပိတ်ရက်ရှိပါမယ်အဓိကတော့ကျွန်တော်3ရက်မွေးပါကျွန်တော်ပြောပြတာတော့အခုလည်း3ရက်မွေးတယ်မှာ3ရက်ကျွန်တော်ဒါအပတ်တိုင်းကတော့အစိုးရကြနေကြဒီရက်မှာလည်းကျွန်တော်ပိတ်ရက်လေးရှိလို့နည်းနည်းနောက်ကျသွားတာပဲရှိတယ်အဓိကတော့ကျွန်တော်ပြောနေတဲ့အတိုင်းလေးမှာကျွန်တော်ပြောနေတဲ့ရက်တွေမှာကြတယ်ဒါကြောင့်ကိုမတွေအားလုံးပဲပေါက်ကြမယ်ရကြမယ်ထင်ပါတယ်နော်ကဲဒါကြောင့်လာမဘတ်တော့ကျွန်တော်အဖွဲကြိုဝင်တဲ့ကိုမိုက်တွေမနက်ဖြန်တောက်ကြနေညနေပွဲသိမ်းလက်ဆောင်မိန်းနှစ်ခွက်ယူနေကျွန်တော်ရှိမှအဖွဲလာဝင်လို့ရပါပြီအဖွဲဝင်ကြီး1000ကျပ်ပါမွေနိုင်တဲ့ကိုမိုက်တွေဝင်နိုင်အောင်ကြိုးစားပေးပါဝင်နိုင်တဲ့ကိုမိုက်ကဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတော့ကျွန်တော်ရှိဖုန်းတိုင်းဆက်သွယ်ပြီးတော့အဖွဲလာဝင်လို့ရပါပြီနော်ကဲကျွန်တော်ခုနစကားလေးပြန်ဆက်မယ်မနက်ဖြန်19ရက်10လနောက်25တောက်ကြနေမနက်စီ7နာရီ10မိနစ်တော့ဝမ်းချင်းဒီ86ဝမ်းချင်းပါ8ပိုင်း6ပိုင်းပါနော်ပတိစောကျင်တဲ့ကိုမိုက်8ပတ်တိ6ပတ်တိအဓိကဆုံးမယ်ပတိမစောနိုင်တဲ့အကူမိုက်အတွက်လာပြီရှင်းနဲ့ပတ်သက်ပြီး4ခွက်နော်ရှင်းနဲ့ပတ်သက်ပြီးတော့80 82 85 8ခွန်ပါမိသားစုတွေအားလုံးပဲเนาะရှင်းနဲ့ပတ်သက်ပြီးတော့80 82 85 8ခွန်ပါရှင်းနဲ့ပတ်သက်လို့အဓိကထိုးမယ်ကဏ္ဍလေး၄ခွက်ပါเนาะမိသားစုတွေအားလုံးပဲတင်ခွန်လေးကြည့်အောင်မယ်เนาะ view file လေးစဆုံးကြည့်ပေးပါကျွန်တော်6နဲ့ပတ်သက်ပြီးတော့60 65 6ခွန်6တက်ပါအကူမိုက်အားလုံးပဲ6နဲ့ပတ်သက်ပြီးတော့60 65 6ခွန်6တက်ပါမိသားစုတွေအားလုံးပဲเนาะဝမ်းချင်းဒီ86ဝမ်းချင်းကီးလေးက613ညာကီးအကွက်က8နဲ့ပတ်သက်ပြီးတော့80 82 85 8ခွန်ပါ6နဲ့ပတ်သက်ပြီးတော့60 65 6ခွန်6တက်ပါလာပြီးတင်ခွက်လေးတင်ခွက်ကကိုမိုက်အားလုံးပဲ8နဲ့ပတ်သက်ပြီးတော့8တက်တင်ခွက်6နဲ့ပတ်သက်ပြီး69တင်ခွက်ပါမိသားစုတွေအားလုံးပဲเนาะ8တက်တင်ခွက်ပါ
69တင်ကပါမနေ့မှာကျွန်တော်အကြိုက်ဆုံးမင်္ဂလာ2ခွက်ပါများစွာအားလုံးပဲဇာတို့သမားတွေအဖိုးဝင်ကဏ္ဍထွက်သွားပြီဆိုတဲ့အတွက်ကြောင့်နေတဲ့ကဏ္ဍပဲဦးစားပေးဆော့ပေးပါကိုမနေတဲ့ကဏ္ဍလေးကတော့နေတဲ့သမားတွေကတော့ကျွန်တော်အခုပြောပြပေးတဲ့ကဏ္ဍလေးကိုမနေ့ပြန်တောက်ကြနေမနေ့စီဦးစားပေးဆော့ပေးပါကိုမအားလုံးပဲနော်ကြအားလုံးပဲကျွန်တော်မှ view file လေးကျွန်တော်ဝင်ပါကျွန်တော်ကိုမအားလုံးပဲစိတ်ချတိုင်းကိုကြမ်းပြည့်စုံကြပါစေကျွန်တော်ကိုကြီးနဲ့ကန်ဆက်ပြီးမနေ့ပြန်တောက်ကြနေမနေ့စီမှာ share ပေါက်ကြပါစေကျွန်တော်ဆုတောင်းနေပဲကျွန်တော် view file လေးဒီမှာရှင်းအောင်ယူပါအားလုံးပဲ good luck ပါနော်မနေ့ပြန်ပေါက်ကြပါစေရပါစေဗျာပြီးတော့အဖွဲလောင်လို့ရပြီနော်အားလုံးပဲပိုင်းပါဗျာနော်